ကောင်လေးက SCA X-ray အမြင်စွမ်းအားနဲ့နိုးထလာပါတယ်သူကအရာအလုံးရဲ့တကက်တန်ဖိုးကိုမြင်နိုင်ပါတယ်သူကအရာအလုံးရဲ့တကက်တန်ဖိုးကိုမြင်နိုင်ပါတယ်တနေ့မှာတော့သူ့အမေကသူ့ကိုအင်ကိုပြန်ခေါ်လာပါတယ်သူတို့ရောက်ချင်းမှာပဲသူ့အကိုနှစ်ယောက်ကတန်ပေါင်းမြောင်းစွာပြေးပြီးဝဲထားတဲ့ရှေးဟောင်းသီးစီတွေဟာအတူတူချင်းမဲ့ထင်နေကကိုတွေ့လိုက်ရပါတယ်အကိုတွေကလူတိုင်းကိုဂုံယူဝန်းကြွားပြီးပြတ်တော့ဟဲ့ကြမှာဖြစ်ပါတယ်ကောင်လေးကချီတုံမဖြစ်ပဲရှေးဟောင်းသီးစီတွေကိုမြေပေါ်ကိုပစ်ချလိုက်ပါတယ်သူကအဲ့ဒါတွေဟာအတူတွေချိပဲလို့ပြောလိုက်ပါတယ်သူကတခုချင်းစီကိုဘယ်အချိန်ကဆက်တင်ပြောလို့ခဲ့တဲ့ဆိုတာတိတိကျကျပြောပြနိုင်ပြီးမယ်အကိုနှစ်ယောက်ကတော့အစ်စ်တွေပါလို့ညှင်းဆိုနေချပါတယ်ဒီအပြုမှုကသူတို့ရဲ့အဘိုးကိုဒေါသတကြီးချေဆောင်သွားစေပါတယ်သူကကောင်လေးနဲ့အပြုတ်သဘောတူပါတယ်အဲ့ဒီအတူတွေဟာဒေါ်လာ20တောင်းတန်ဖိုးမရှိဘူးလို့သူကပြောလိုက်ပါတယ်အဲ့ဒီနောက်ကောင်လေးကသူ့ရဲ့ X-ray အမြင်စွမ်းအားကိုအသုံးပြုလိုက်ပါတယ်အင်္ဂါခွေးစာခွက်ဟာတကယ်တော့ယတနာတစ်ခုဖြစ်နေတာကိုသူတွေ့ရှိလိုက်ပါတယ်သူကအဲ့ဒီခွက်ကိုသူ့အဘိုးစီချက်ချင်းပဲယူသွားပါတယ်ဒီခွေးစာခွက်ဟာဒေါ်လာ9တန်းတန်ဖိုးရှိပါတယ်လို့သူကပြောလိုက်ပါတယ်သူ့အကိုတွေကရဲမောပြီးသူ့ကိုလောင်ပြောင်းကြပါတယ်သူတို့ကသူ့ကိုမိုက်မဲတဲ့တော်သားလေးလို့ခေါ်ကြပါတယ်အဘိုးကတော့ဒီခွက်ရိုက်တန်ဖိုးကိုမမြင်နိုင်တဲ့အတွက်ကျွမ်းကျင်သူ့ကိုခေါ်ပြီးတန်ဖိုးဖြတ်ခိုင်းလိုက်ပါတယ်ကျွမ်းကျင်သူကဒီခွက်ဟာနှစ်300တန်းရှိရှေးဟောင်းဖက်စီဖြစ်တဲ့ဆိုတာကိုတွေ့ရှိခဲ့ပါတယ်အနည်းဆုံး3တန်းတန်တယ်လို့သူကပြောလိုက်ပါတယ်အဲ့ဒီနောက်ကျွမ်းကျင်သူကဒီခွက်ကိုဒေါ်လာ9တန်းနဲ့ဝယ်ယူဖို့ကလန်းခဲ့ပါတယ်လူတိုင်းအနာတင်သွားကြပါတယ်အဘိုးကအဲ့ဒီနောက်စာအီ3အိတ်ကိုထုတ်လာပါတယ်လူတယောက်စီတိုင်းကိုစတင်လုတ်ကိုက်ဖို့အတွက်ငွေ3သိန်းစီပေးမယ်လို့သူကပြောပါတယ်ရှေးဟောင်းဖက်စီဈေးကွက်မှာအများဆုံးရတဲ့သူကမိသားစုရဲ့အမွေဆက်ခံသူဖြစ်လာလိမ့်မယ်လို့ဆိုပါတယ်ကောင်လေးကရှေးဟောင်းဖက်စီဈေးကွက်ကိုသွားခဲ့ပါတယ်သူရဲ့စွမ်းအားနဲ့ပစ္စည်းတစ်ခုချင်းစီရဲ့တကယ်တန်ဖိုးကိုသူမြင်နိုင်ပါတယ်ပတ်လဲကြည့်ရှုပြီးနောက်သူတွေ့ရှိခဲ့တဲ့တန်ဖိုးရှိဆုံးပစ္စည်းကတန်ဘက်တန်ဖိုးရှိပါတယ်အဲ့ဒီအချိန်မှာပဲစိုက်ခန်းတစ်ခုမှာရှိတဲ့အဖို့ဖြတ်နိုင်တဲ့မိန်ကြောက်တစ်ခုကိုသူသွားတွေ့လိုက်ပါတယ်ကောင်လေးကချက်ချင်းပဲမိန်ကြောက်ကိုဝယ်ဖို့ကြိုးစားပေမဲ့သူ့အကိုနှစ်ယောက်ကရုတ်တရက်ပေါ်လာကြပါတယ်သူတို့ကသူ့လက်ထက်ကနေမိန်ကြောက်ကိုလူယူလိုက်ကြပေမဲ့တကယ်ယတနာကတော့မိန်ကြောက်နဲ့တွဲဖက်ပေါ်လာတဲ့မိန်တုံးကဖက်တဲ့ဆိုတာကိုသူတို့မသိကြပါဘူးပစ္စည်းရောင်းသူကဒီပစ္စည်းအစုံလိုက်ကို9တန်းကြပါတယ်လို့ပြောတဲ့အခါအကိုတွေကမိန်တုံးကိုဝယ်ဖို့ညှင်းဆန်းကြပါတယ်သူတို့ကမိန်ကြောက်အထက်ကိုပဲ6တန်းချပေးခဲ့ပါတယ်သူတို့ထပ်သွားပြီးနောက်မိန်တုံးက9တန်းတန်ဖိုးရှိတယ်ဆိုတာကိုကောင်လေးကအတီးပြုတ်လိုက်ပါတယ်သူကအဲ့ဒါကို$3နဲ့ဝယ်လိုက်ပါတယ်နောက်ပိုင်းမှာသူတို့အားလုံးအဖို့စီပြန်လာကြပါတယ်အကိုတွေကတန်ဖိုးဖြတ်ဖို့အတွက်မိန်ကြောက်ကိုပြသကြပါတယ်ဒါဟာလွန်ခဲ့တဲ့နှစ်ပေါင်း100ကရှားပါပစ္စည်းဖြစ်ပြီးအနည်းဆုံး3တန်းတန်ဖိုးရှိပါတယ်လို့အဖိုးကပြောလိုက်ပါတယ်အကိုတွေကကောင်လေးကိုဂုံယူဝန်းကြွားစွာပြသပြီးအသုံးမဝင်တဲ့မိန်တုံးကိုဝယ်ခဲ့တဲ့အတွက်သူ့ကိုလောင်ပြောင်ရံမောကြပါတယ်ကောင်လေးကဒီမိန်တုံးဟာလွန်ခဲ့တဲ့နှစ်ပေါင်း1000ကမင်းစာကဘရင်ပစ္စည်းဖြစ်တယ်လို့အဖိုးကိုပြောပြလိုက်ပါတယ်ဈေးကွက်ထဲမှာအနည်းဆုံး9တန်းတန်ဖိုးရှိပါတယ်14ပဲဆိုရင်တောင်ရေကန်တစ်ခုလုံးကိုအမဲရောင်ဖြစ်အောင်စွန့်နိုင်တယ်လို့ဆိုပါတယ်အကိုတွေကသူလိန်ညာပြီးဖန်တီးပြောနေတာမှလို့ပြောကြပါတယ်သူတို့ကမိန်တုံးကိုရေကန်ထက်ပွတ်ထက်လိုက်ကြပါတယ်နောက်တစ်ခဏမှာပဲပန်းချန်ထက်ကလူလို့ရေကန်ဟာကြီးမားတဲ့မိန်ကန်ချီအဖြစ်ဖြောင်းလဲထောကြပါတယ်လူတိုင်းတအံ့တထောပြေးသွားကြပါတယ်